အားလုံးပဲမင်္ဂလာပါ Midnight Story Recap မှကြိုဆိုပါရစေဒီနေ့မှာတော့လူတွေရဲ့ရွံရှာပွဲရာသွေးသားဆန္ဒတားမြစ်ထားတဲ့အချစ်နဲ့အထက်တန်းလွာမိသားစုတွေရဲ့ရက်ဆက်ပုံကိုရိုက်ပြထားတဲ့ကိုရီးယားနာမည်ကြီး Erotic Thriller ရုပ်ရှင် The Housemaid ကိုအသေးစိတ်တင်ဆက်ပေးသွားမှာပါဇလန်းအစမှာတော့စင်ရဲပြီးရိုးသားတဲ့ကောင်မလေးအာရီယန်ဟာအလုတ်ကနေထွက်လိုက်ရပြီးနောက်အိမ်ကူကိုကြီးဘက်ကိုရဲ့လမ်းညွှန်မှုနဲ့အတူအလွန်ချမ်းသာတဲ့နတ်ရှင်တထေးဟွန်ဘင်ရဲ့အိမ်ကြီးမှာအိမ်ကူဖြစ်အလုပ်ရခဲ့ပါတယ်။အဲ့ဒီအိမ်ကြီးထဲမှာဟွန်ဘင်ရဲ့အမြွာကိုဝင်လွယ်ထားရတဲ့ဇနီးဖြစ်သူဟဲယာသူတို့ရဲ့ချစ်စရာသမီးလေးနာမီနဲ့အိမ်ကူကိုကြီးဘက်ကိုတို့ရှိကြပါတယ်။အာရီယန်ဟာကလေးကိုလည်းဂယုစိုက်ပေးအိမ်လုပ်တွေကိုလည်းအင်တိုက်အားတိုက်လုပ်ပေးရင်းနဲ့အိမ်ကြီးရဲ့ကောင်းမွန်လှတဲ့စီးစိမ်တွေကြားမှာပျော်မွေ့နေခဲ့တာပေါ့။တနေ့မှာတော့ဒီမိသားစုတစ်ခုလုံးဟာတောရင်းကအပန်းဖြေအိမ်ကြီးစီခီးထွက်ခဲ့ကြပါတယ်။အဲ့ဒီမှာအင်ရှင်မျိုးသားဟွန်ဘင်ဟာအာရီယန်ကိုစကားပရိယေတွေအကြည့်တွေနဲ့စတင်ပြီးဆွဲဆောင်ပါတော့တယ်။ညနေတကောင်အားလုံးအိပ်ပျော်နေတဲ့အချိန်မှာတော့ဟွန်ဘင်ဟာအာရီယန်ရဲ့အခန်းထဲကိုတိတ်တဆိတ်ဝင်ရောက်လာခဲ့ပါတယ်။အာရီယန်ဟာတထေးရဲ့အရှိန်အဝါယောက်ျားပြိုတစ်ယောက်ရဲ့ဆွဲဆောင်မှုကြားမှာမငင်းဆန်နိုင်ပဲတားမြစ်ထားတဲ့အမားတစ်ခုကိုကျူးလွန်မိခဲ့ပါတော့တယ်။ဒီလိုနဲ့သူတို့နှစ်ယောက်ဟာအင်ရှင်နဲ့အိမ်ကူစီးကိုကြော်ပြီးလျှို့ဝှက်ဇလန်းတွေဆက်ခဲ့ကြပါတယ်။ဒါပေမဲ့သူတို့မသိတာကဒီအိမ်ကြီးရဲ့ဝါရင်အိမ်ကူကြီးဘက်ကူဟာသူတို့နှစ်ယောက်ရဲ့ဖောက်ပြန်မှုကိုရိပ်မိသွားပြီးအခြေအနေတွေကိုတိတ်တဆိတ်စောင့်ကြည့်နေခဲ့တာဖြစ်ပါတယ်။အချိန်အနည်းငယ်ကြာလာတဲ့အခါမှာတော့အာရီယန်ဟာခန္ဓာကိုယ်မအီမသာဖြစ်ပြီးမကြာခဏပြုတ်အန်လာပါတော့တယ်။စစ်စစ်ချက်တွေအရသူမဟာအင်ရှင်တထေးဟွန်ဘင်ရဲ့ကလေးကိုကိုဝင်ရရှိသွားခဲ့တာပါ။ဒီသတင်းကိုအိမ်အကူကြီးဘက်ကူကသိသွားတဲ့အခါမှာတော့သူမဟာဟွန်ဘင်ရဲ့ဇနီးဟဲရာနဲ့သူမရဲ့ရက်ဆက်တက်တဲ့မိခင်ကြီးရောက်ခမကြီးစီကိုချက်ချင်းသတင်းသွားပေးပါတော့တယ်။မိမိတို့ရဲ့ဂုံတိတ်ခါစီးစိမ်ဥစ္စာနဲ့တမီးဖြစ်သူရဲ့နေရာကိုထိပါလာမဲ့အာရီယန်ရဲ့ကိုဝင်ကိုဖျက်ချပစ်ဖို့ရောက်ခမကြီးနဲ့ဟဲရာတို့ဟာဆိုးရွားတဲ့လျှို့ဝှက်ကြံစီမှုကြီးကိုစတင်ပါတော့တယ်။သူတို့ဟာအာရီယန်ကိုအိမ်ပေါ်ကနေဆင်းသွားအောင်စိတ်ပိုင်းဆိုင်ရာရောရုပ်ပိုင်းဆိုင်ရာပါနှိပ်စက်ဖို့ကြံစီကြပါတော့တယ်။ရက်ဆက်လာတဲ့ရောက်ခမကြီးဟာအာရီယန်တောက်မဲ့ဆေးတွေထဲမှာကိုဝင်ပြက်ကြစေမဲ့ဆေးတွေခက်ခဲယုံတင်မကပဲအခွင့်အရေးကိုစောင့်နေခဲ့ပါတယ်။ဒီနေ့မှာတော့အာရီယန်တယောက်လှေကားအမြင့်ကြီးပေါ်မှာမီးဆိုင်ကိုတန်ရှင်းရေးလုပ်နေတော့ရောက်ခမကြီးဟာတမင်တကာလှုပ်ကြံပြီးသူမကိုလှေကားပေါ်ကနေတွန်းချလိုက်ပါတော့တယ်။အာရီယန်ခမညာလှေကားထစ်တွေအတိုင်းလိမ့်ကျသွားပြီးပြင်းထန်စွာဒဏ်ရာရကသွေးသွန်ခဲ့ရပါတယ်။ဆေးရုံကိုအရေးပေါ်တင်လိုက်ရတဲ့အခါမှာတော့ဆရာဝန်တွေကသူမရဲ့ဝမ်းထဲကကလေးလေးပြက်ကျသွားခဲ့ရပြီဖြစ်ကြောင်းပြောပါတော့တယ်။မိမိရဲ့ရင်သွေးလေးကိုသူတို့မိသားစုကတမင်တက်တက်ရက်ရက်ဆက်ဆက်ဖျက်ချပစ်လိုက်မှန်းသိသွားတဲ့အာရီယန်ဟာနာကြီးချက်တွေကြေကွဲမှုတွေနဲ့အတူအဲ့ဒီအိမ်ကြီးကိုကလဲစားချေဖို့အတွက်စိတ်ကူးနဲ့ပြန်လည်ရောက်ရှိလာပါတော့တယ်။နှလုံးသားတစ်ခုလုံးပြာကျသွားပြီးနာကြီးချက်တွေအထွတ်ထိပ်ရောက်သွားတဲ့အာရီယန်ဟာအဲ့ဒီတထေးမိသားစုတစ်သက်လုံးခြောက်လန့်နေမဲ့ကလဲစားချေမှုကိုလုပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒီနေ့မှာတော့တမိသားစုလုံးအခန်းထဲမှာစုံစုံလင်လင်ရှိနေတဲ့အချိန်မှာပဲအာရီယန်ဟာသူမရဲ့ကိုယ်ပေါ်ကိုဓာတ်ဆီတွေလောင်းပြီးလူတွေရှိမှတင်မီးရှို့လိုက်ပါတော့တယ်။မီးတောက်တွေကြားထဲမှာနာကျင်စွာအော်ဟစ်ရင်အခန်းအလယ်ကမီးဆိုင်ကြီးပေါ်ကနေကျိုးဆွဲချကအသက်ဆွန့်ပြလိုက်ပါတော့တယ်။ဒါပေမဲ့ရင်နာစရာအကောင်းဆုံးခါးသီးတဲ့အမှန်တရားကတော့အာရီယန်တေဆုံးသွားပြီးတဲ့နောက်မှာလဲဒီလိုသွေးအေးပြီးရက်ဆက်တဲ့အထက်တန်းလွာမိသားစုဟာဘာမှမဖြစ်ခဲ့တယ်လို့မျိုးလူတယောက်ဆုံးရှုံးသွားတာကိုအရေးမဆိုင်တယ်လို့မျိုးသူတို့ရဲ့စီးစိမ်တွေကြားမှာပျော်ပါနေမြဲနေကြတာပါပဲ။စင်းရဲသားတွေရဲ့ဘဝကိုကစားစရာလိုသဘောထားတဲ့လောကကြီးရဲ့အမှန်တရားကိုဖော်ပြရင်းမိတ်ဆွေတို့လည်းဒီဇာတ်ကားအပေါ်ဘာတွေတွေးတောမိလဲဆိုတာကွန်မန့်မှာရေးပေးကြပါဦး။ Midnight Story Recap ကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။